အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အမမျိုးလိုက် channel ကနေပြီးတော့ဒီကနေ့မှာပြန်လည်ကြိုဆိုပါရခင်ဗျာဒီကနေ့မှာကျွန်တော်မိတ်ဆွေတွေပြန်လည်မျှဝေပြီးတော့တင်ဆက်သွားမှာကတော့လာမယ့်ခြားသားရေးနေ့20ရက်3လ2025မှာထွက်မဲ့တူဒီကိုကျွန်တော်မိတ်ဆွေတွေဒီကနေ့မှာကျွန်တော်ဒီအကောင်းဆုံးထဲကအကောင်းဆုံးကိုပြန်လည်ရွေးချယ်မျှဝေပြီးတော့တင်ဆက်ကထုံတို့တင်ဆက်မှာဖြစ်တယ်ဒီကနေ့မှာတင်ဆက်မဲ့ကဏ္ဍဒီကျွန်တော်မိတ်ဆွေတွေအကောင်းဆုံးအားထားရမယ့်ကဏ္ဍကောင်းတစ်ခုလည်းဖြစ်တယ်ဒီကနေ့မှာတင်ဆက်မဲ့ကျွန်တော်ဒီလက်တွဲမူလေးကိုမတင်ဆက်ပေးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ MM မျိုးလိုက်ကိုလည်း subscribe ဆိုတဲ့နေရာစားတာနဲ့ဒီဘေးနာခေါင်းလောင်းလေးကိုမတိရသေးတယ်ဒီကဲ PC ချင်းနဲ့ခင်ဗျာဒီကနေ့မှာထုံးတို့တင်ဆက်သွားမယ့်ခဏကရန်ကိုကောင်းမွန်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကြိုက်တွေ့မယ့်ခဏလေးလည်းဖြစ်တယ်ဟုတ်ကဲ့ဒီကနေ့မှာကျွန်တော်ရဲ့ကြိုက်ဆုံးအကောင်းဆုံးကိုရွေးချယ်ထုံးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီကနေ့မှာတင်ဆက်မယ့်ဒီလက်တော့မိုးလေးကိုမတင်ဆက်ပေးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ဒီ MM မျိုးလိုက်ကတန်ဆက်တဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်မိတ်ဆွေတွေစာဆုံးကြည့်ရှုစေချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ရှင်းဆုံးနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကထိတ်စီကြပုံလေးနဲ့ရင်ဆုံးတင်ဆက်ပြသပေးပါမယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့အရင်ဆုံးထိတ်စီကြပုံလေးကိုသွားမယ်ထိတ်စီကြပုံလေးကကျွန်တော်ပြန်နေစတဲ့ထုတ်ယူမလဲဆိုရင်ကျွန်တော်ဒီမှာရှိတဲ့6 5 9ပေါင်းခြင်းကိုကျွန်တော်တို့ယူမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီမှာ6ရက်5ရက်9ရက်တလုံးပေါင်းခြင်းကိုယူတယ်6 5 3ညပေါင်းခြင်း6 5 3ည6 5 9ပေါင်းခြင်း6 5 9ပေါင်းခြင်းကကျွန်တော်တို့က3ညကိုရရှိတယ်အဲ3ညကိုပါဝါချင်း3ညပါဝါဒီကျွန်တော်ဒီမှာပါရလဲ9ဆိုပြီးရရှိတယ်အဲဒီ9ဒီပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိတယ်2ရက်6ရက်9ရက်2 6 9ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာမဖြစ်သွားလဲ9ဆိုပြီးတော့ပြီးတယ်6 5 9ပေါင်းခြင်းက3ညပါဝါ9 2 6 9ပေါင်းခြင်း9ဆိုပြီးပြီးတဲ့ပုံစံနဲ့ကျွန်တော်မိတ်ဆွေတွေထိတ်စီပရမမှုကိုလာမယ့်20ရက်နေ့ကျွန်တော်တို့ကြာတာပြည်နေ့အတွက်ဒီပုံစံနဲ့ကျွန်တော်ကြိုးစားထုံလုပ်ပြီးတော့အကောင်းဆုံးတင်ဆက်ထားတယ်ခင်ဗျာကပိလည်းကျွန်တော်နောက် site ကြည့်မယ်နောက် site ဒီလေကျွန်တော်ဒီမှာရှိတဲ့361ပေါင်းခြင်းကိုယူတယ်361ပေါင်းခြင်းဒီ3ညကိုရရှိတယ်3ညကိုပါဝါချင်းပါရတယ်ကျွန်တော်တို့က9ဆိုပြီးတော့ရရှိတယ်အဲ့ဒီ9ဒီပါပြရမလဲကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်တို့က3ရက်8ရက်4ရက်384ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာ9ကိုရရှိပါတယ်ခင်ဗျာ659ပေါင်းခြင်းက3ညတဲ့3ညပါဝါ9ဒီ269ပေါင်းခြင်း9ကိုချပေးထားသလိုဒီမှာလည်းကျွန်တော်တို့က361ပေါင်းခြင်းကလည်း3ညပဲ3ညကိုပါဝါချင်းလေ9ဒီလေ384ပေါင်းခြင်း9ကိုပေးထားပါတယ်ခင်ဗျာထူးခြားတာကကျွန်တော်ဒီမှာကြည့်ဦးမယ်ဒီမှာလည်းကျွန်တော်တို့က3ညရဲ့ခွန်ရဲ့3ရဲ့ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာပါရတယ်3ညကိုရရှိတယ်နော်ဒီမှာလည်း3ညခွန်3ပေါင်းခြင်း3လုံးပေါင်းခြင်း3ညဒီမှာလည်း3လုံးပေါင်းခြင်း3ညဒီမှာလည်း3လုံးပေါင်းခြင်း3ညဒီမှာလည်းကျွန်တော်တို့က3လုံးပေါင်းခြင်း3ညကိုပေးတယ်3ညကိုပါဝါချိန်လေကျွန်တော်တို့ဒီနေရာမှာပါရတယ်9ဆိုပြီးတော့ရရှိတယ်နော်ကျွန်တော်တို့ဒီမှာ9ဆိုပြီးတော့ရရှိတယ်အဲ့ဒီ9ဒီတွေပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိတယ်3ညရဲ့1ရဲ့3ည1ရဲ့လွတ်နေတဲ့ကဏ္ဍလုံးပေါင်းခြင်းဒီကျွန်တော်တို့က9မှုဆင်ရမယ်3ည1ပေါင်းခြင်းက1ပဲရှိတယ်1ကိုကျွန်တော်တို့က9ဖြစ်ချင်း4တလုံးထည့်ရင်3ည1 4ပေါင်းခြင်းက9ဆိုတော့ဖြစ်လိုက်တဲ့4ကတော့ကျွန်တော်မိတ်ဆွေအတွက်လာမဲ့တာကျွန်တော်တို့ကြာသပတေးနေ့20ရက်3လ2025အတွက်ကျွန်တော်တို့ထိစီဖြစ်သွားပြီဥစဉ်တော့ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲရန်ကုန်လာတဲ့ထိစီတစ်လုံးတော့ကြာသပတေးနေ့ရရှိပြီဆိုတော့ကျွန်တော်ဒီကနေ့မှာတင်ဆက်ပေးတဲ့ဒီလေးထိစီ site လေးကိုတော့ကြိုက်တွေ့မယ်ထင်ပါတယ်ခင်ဗျာဟုတ်ပြီနောက်ထပ်ဒုတိယ site ကျွန်တော်ထိစီလေးကိုထပ်မှတ်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်နောက်ထပ်ဒုတိယ site ထိစီကလည်းကျွန်တော်ဒီမှာရှိတယ်ကျွန်တော်ဒီ6ရက်6ရက်ကိုပေါင်းမယ်66ပေါင်းခြင်း66ပေါင်းခြင်းဒီကျွန်တော်တို့ပါရနှစ်ပါနှစ်ကိုပါဝါချင်းလေကျွန်တော်တို့ဒီမှာပါရခွန်ဆိုပြီးတော့ရရှိတယ်အဲ့ဒီခွန်ဒီလည်းပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိတယ်3ရက်4ရက်ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာခွန်ဆိုပြီးတော့ရရှိပါတယ်ခင်ဗျာ66ပေါင်းခြင်းကနှစ်ပါဝါခွန်34ပေါင်းခြင်းခွန်ဆိုပြီးတော့ခြားထားတယ်361ပေါင်းခြင်းက3ညပါဝါကျွန်တော်တို့က sorry ကျွန်တော်တို့ဒီမှာအဲ့ပုံစံချထားတယ်ဒီမှာလည်းကျွန်တော်တို့က3နှစ်ပေါင်းခြင်းကိုထပ်ယူမယ်3နှစ်ပေါင်းခြင်းကလည်းကျွန်တော်ဒီပါမရလဲ9ကိုရရှိတယ်အဲ့ဒီ9ကိုလည်းကျွန်တော်တို့ကပါဝါချိန်မယ်ခင်ဗျာကျွန်တော်9ကိုပါဝါချိန်လဲကျွန်တော်တို့ကပါရ3ညကိုရရှိတယ်အဲ့3ညဒီလည်းကျွန်တော်ပါပြင်ကျွန်တော်ဒီမှာရှိတယ်4ရက်6ရက်ပေါင်းခြင်းကလည်းကျွန်တော်တို့က3ညကိုပေးတယ်66ပေါင်းခြင်း
ညနှစ်ပါဝါခွန်3လေးပေါင်းခြင်းခွန်3နှစ်ပေါင်းခြင်း9ပါဝါ3ည4 6ပေါင်းခြင်း3ညကိုကျွန်တော်တို့ကချပေးထားပြီးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုထပ်ပြီးတော့ကျွန်တော်မိတ်ဆွေထုံတို့တင်ဆက်မယ်ဆက်ဒီလာမယ်ဒါကျွန်တော်တို့ကြာသပတေးနေ့20ရက်နေ့မှာထွက်မယ်ဒုတိယနောက်ထပ်ထိစီဖြစ်တယ်ဟုတ်ကဲ့ဒါဒီကျွန်တော်ဒီမှာရှိတယ်3ညရဲ့4ရဲ့ကိုပေါင်းမယ်3ည4ပေါင်းခြင်း3ည4ပေါင်းခြင်းဒီ4လင်းကိုပါဝါချင်းကျွန်တော်ဒီမှာပါရတယ်9ဆိုပြီးရရှိတယ်အဲ့ဒီ9ရပါဖြစ်ရမလဲကျွန်တော်ဒီမှာရှိတဲ့6ရဲ့လွတ်နေတဲ့ကဏ္ဍလုံးပေါင်းခြင်းဒီ9ဝင်ဖြစ်ရမယ်ကျွန်တော်ဒီမှာ6တလုံးပဲရှိတယ်6ကိုကျွန်တော်တို့က9ဖြစ်ချင်းရင်ကျွန်တော်တို့ဒီမှာ3တလုံးထည့်ရင်6 3ပေါင်းခြင်းက9ဆိုတော့ဖြည့်လိုက်တယ်3ကတော့ကျွန်တော်ရဲ့မိတ်ဆွေအတွက်လာမယ်တာကြာတာရင်းနေ23လ2025မှာထွက်မယ်ဒုတိယနောက်တဲ့ထိပ်စီဖြစ်သွားပြီအခုဆိုတော့ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်ဒီမှာတင်ဆက်ပြသထားတဲ့4ထိပ်စီ3ထိပ်စီဆိုပြီးတော့ထိပ်စီနှလုံးရရှိပြီဒီထိပ်စီနှလုံးထဲကရောပဲထိပ်စီကကျွန်တော်မိတ်ဆွေအတွက်အကျိုက်ဆုံးအားသာဆုံးဖြစ်မယ်ဆိုတာလေးကိုလည်းအကြံပြုသေးခြင်းနဲ့အခုဆိုရင်တော့ကျွန်တော်တို့ထိပ်စီ site လေးတွေပြီးပြီဆိုတော့နောက်ပိတ် site လေးတွေကိုကျွန်တော်ဆက်ပြီးတော့တင်ဆက်ပြသပေးပါမယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့ဒီနောက်ပိတ် site လေးကိုကြည့်ကြအောင်ခင်ဗျာနောက်ပိတ် site လေးရတယ်ကျွန်တော်ပြသွားတယ်ဆိုရင်9ရဲ့6ရဲ့5ရဲ့ကိုပေါင်းတယ်9 6 5ပေါင်းခြင်း9 6 5ပေါင်းခြင်းဒီလေ3ညပါ3ညကိုကျွန်တော်တို့ကနှက်ခတ်မှုရေ3ညနှက်ခတ်ဒီခွန်ကိုပေးတယ်အဲ့ဒီခွန်ဒီဘာဖြစ်ရမလဲထွန်းမဲ့ဒူဒီမှာနောက်ပိတ်ဆင်းရမှာဆိုတော့ခွန်မှာခွန်နောက်ပိတ်ဆင်းပါတယ်ခင်ဗျာ9 6 5ပေါင်းခြင်း3ညနှက်ခတ်ခွန်နောက်ပိတ်ပုံစံပေးတယ်ပုံစံနဲ့ပဲကျွန်တော်မိတ်ဆွေအတွက်နောက်ပိတ်ပထမမှုကိုလာမဲ့ကြာသပတေးနေ့20ရက်နေ့အတွက်အကောင်းဆုံးတင်ဆက်ထုံလို့ပြသပါတယ်ခင်ဗျာမပြီးရင်နောက်တစ် site ကြည့်အောင်နောက်တစ် site ဒီလေကျွန်တော်ဒီမှာရှိတယ်ကျွန်တော်တို့ဒီ9ရဲ့3ရဲ့6ရဲ့ကိုပေါင်းမယ်9 3 6ပေါင်းခြင်း9 3 6ပေါင်းခြင်းဒီလေကျွန်တော်ဒီမှာပါရတယ်4ကိုရရှိတယ်4ကိုနှစ်ခတ်ချိန်နဲ့ကျွန်တော်ဒီမှာနှစ်ဆိုပြီးတော့ပေးတယ်အဲ့ဒီနှစ်ဒီလည်းပါဖြစ်ရမယ်တွားမယ်ဒူဒီမှာနောက်ပိတ်ဆိုတော့4နှစ်မှာကျွန်တော်က4နှစ်နောက်ပိတ်ဆိုပြီးတော့ဆင်ထားပါတယ်ခင်ဗျာ9 6 5ပေါင်းခြင်းက3ညနှစ်ခတ်ခွန်သည်ခွန်မှာခွန်နောက်ပိတ်9 3 6ပေါင်းခြင်းကကျွန်တော်တို့က4နှစ်ခတ်နှစ်သည်4နှစ်မှာနှစ်နောက်ပိတ်ဆိုပြီးတော့ပေးပါပြီခင်ဗျာဟုတ်ကဲ့ခုထပ်မှပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်စူးစမ်းပြီးတော့အကောင့်တော့တင်ဆက်ထားတိုင်းနောက်ပိတ်ကတော့လာမယ့်ကျွန်တော်ဒီ20ရက်နေ့ကြာတာပဲနဲ့ကျွန်တော်ထုတ်ပေးတော့မယ်ဟုတ်ကဲ့ဒါဒီလေကျွန်တော်တို့ဒီမှာရှိတဲ့6 3ညခွန်ပေါင်းခြင်းကိုယူတယ်6 3ညခွန်ပေါင်းခြင်းကလည်း3ကိုနှစ်ခတ်ချိန်နေပါရတယ်5ကိုရရှိတယ်အဲ့ဒီ9ရက်ပါဖြစ်ရမယ်ထွန်းမယ်ဒုတိယနောက်ပိတ်ဆိုကျွန်တော်ဒီမှာ9နောက်ပိတ်ဆိုပြီးတော့လာမယ့်20ရက်3လ2025ကြာတာပဲနေ့အတွက်ရရှိသွားပြီဟုတ်ကဲ့အခုကျွန်တော်ကျွန်မိတ်ဆွေတွေမြင်တွေ့တဲ့တမ်းပဲကျွန်တော်ညီကိုလေးကတော့ရန်ကိုလှပလေးလာမယ့်ဒါကျွန်တော်တို့ကြာတာပဲနေ့အတွက်ရရှိနေပြီဖြစ်တယ်ထူးခြားတာကကျွန်တော်တို့ဒီမှာဒီအပူဒီမှာဒီနက်ခတ်ဒါကြောင့်မို့ဒီမှာဒီညီကိုဆိုပြီးတော့လာတဲ့ပုံစံလေးရန်ကိုလာတယ်ဒါကြောင့်မို့ကျွန်တော်ဒီကနေ့မှာတက်ဆက်တယ်ဒီလေးထိပ်စီ9နောက်ပဲကတော့ကြိုက်တွေးစုံထဲမှာပါမယ်ထင်တယ်ဟုတ်ကဲ့အခုတို့ကျွန်တော်မိတ်ဆွေတို့ခဏကောင်းတော့ရရှိပြီဖြစ်တဲ့အတွက်နောက်တဲ့ဒုတိယဆိုင်နောက်ပဲကိုကျွန်တော်ထပ်မှတ်ပြီးတော့တက်ဆက်ပေးပါမယ်ဟုတ်ကဲ့ကျွန်တော်နောက်တဲ့ဒုတိယဆိုင်နောက်ပဲကကျွန်တော်ပြထပ်ယူတယ်ဆိုရင်ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်တို့ဒီ9ရဲ့2ရဲ့2ရဲ့9နှစ်ပေါင်းခြင်းကိုယူတယ်9နှစ်ပေါင်းခြင်းကတော့3ကိုပေးတယ်3ကိုနှစ်ခတ်ချင်းပါရလေ9ဆိုပြီးတော့ရရှိတယ်အဲ့ဒီ9တွေပါဖြစ်တော့ကျွန်တော်ဒီပါရှိတယ်ကျွန်တော်တို့3ရဲ့9ရဲ့ခွန်ရဲ့3 5ခွန်ပေါင်းခြင်းဒီလေကျွန်တော်ဒီမှာပါဖြစ်သွားတယ်9ဆိုပြီးပေးတယ်9နှစ်ပေါင်းခြင်းက3 3နှစ်ခတ်5 3 5ခွန်ပေါင်းခြင်း9ဆိုပြီးတော့ပေးပါတယ်ဒီပုံစံနဲ့ပဲနောက်ပိတ်နောက်တဲ့ site ကိုလာမကြတော့ရင်းနေ20ရက်နေ့အတွက်ထပ်မှပြီးတော့ကျွန်တော်အဖြေပြီးတော့ခေါင်းတက်ဆိုင်ထုတ်နှုတ်ပေးပါတယ်ခင်ဗျာပြီးရင်နောက် site ကြည့်အောင်မယ်နောက်ထပ်ဒီကျွန်တော်ဒီမှာရှိတယ်9ရက်3ရက်ခွန်ရက်9 3ခွန်ပေါင်းခြင်းကိုယူတယ်9 3ခွန်ပေါင်းခြင်းကလည်း9ပဲ9ခုနှစ်ခတ်ချိန်နဲ့ပါရတယ်ကျွန်တော်တို့က3ကိုရရှိတယ်အဲ့ဒီ3ဒီလေဘာဖြစ်ရမလဲကျွန်တော်တို့ဒီမှာရှိတယ်4ရက်1ရက်8ရက်4တက်ပေါင်းခြင်းက9နဲ့8နဲ့ပေါင်းခြင်းဒီလေ3ကိုရရှိပါတယ်4 1 8ပေါင်းခြင်း3ပုံစံဖြစ်တယ်9နှစ်ပေါင်းခြင်းဒီ3 3နှစ်ခတ်5တဲ့ကျွန်တော်တို့က3 5ခွန်ပေါင်းခြင်း5ကိုချပေးထားသလို9 3ခွန်ပေါင်းခြင်းကလည်း5ပဲ5ခုနှစ်ခတ်ချင်း3မို့လို့4 1 8ပေါင်းခြင်းကလည်း3ကိုပေးနေတာဖြစ်တယ်ခင်ဗျဟုတ်ကဲ့ဥထပ်မှပြီးတော့ကျွန်တော်မိတ်ဆွေထုံတော့မဲ့ဆက်ကလာမဲ့ကြာသပတေးနေ့ဒါ20ရက်နေ့မှာထွက်မဲ့ဒုတိယနောက်ဝေးဖြစ်တယ်ဟုတ်ကဲ့ဒါဒီလေကျွန်တော်ဒီမှာရှိတဲ့
6ကိုဒီဘက်က3ရဲ့6ရဲ့ပေါင်းမယ်6 3 6ပေါင်းခြင်း6 3 6ပေါင်းခြင်းဒီလေနှစ်ပဲနှစ်ကိုနှစ်ခတ်ချိန်နေပါရနှစ်ရဲ့နှစ်ခတ်ဒီကျွန်တော်တို့က4ကိုပေးတယ်အဲ့ဒီ4ဒီလေကျွန်တော်ဘာဖြစ်ရမလဲ6ရဲ့2ရဲ့လွတ်နေတဲ့ကဏ္ဍတစ်လုံးပေါင်းခြင်းဒီကျွန်တော်တို့ကဘာဖြစ်ရမလဲ4မှုဖြစ်ရမယ်6နှစ်ပေါင်းခြင်းက10ဖြစ်နေပါတယ်10ကိုကျွန်တော်တို့က4ဖြစ်ချင်ရင်နောက်ထပ်6တလုံးထည့်ရင်ပေါ့နော်ဖြည့်လိုက်တဲ့6နဲ့6ပေါင်းခြင်းကတော့4ဖြစ်ပြီဆိုတော့ဖြည့်လိုက်တဲ့6ကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေလာမဲ့ဒါကြာတော့နေ20ရက်3လ2025မှာထွက်မဲ့ဒုတိယနောက်ပဲဖြစ်သွားပြီအခုဆိုတော့ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တိုင်းပဲအထူးချာချာလေးနဲ့ခဏကောင်းနှစ်ကွက်တော့ရရှိသွားပြီဒီကနေ့နှစ်ကွက်ထဲကဘေကနာအကျိုက်ဆုံးဖြစ်မယ်ဆိုတာလေးကိုလည်းအကြံပြုစီခြင်းနဲ့ခင်ဗျာနောက်ရက်တော့လည်းအကောင်းဆုံးကြိုးစားပြီးတော့ကျွန်တော်ကဒူဒီတွေရောတီဒီတွေရောအကျိုက်ဆုံးကောင်းသူတွေကိုရွေးချယ်ထုံးလို့ပြီးတော့တက်ဆက်အောင်ပါဆိုတော့ဒီဗီဒီယိုလေးကိုလည်းကျွန်တော်မိတ်ဆွေတွေချင်းနဲ့ပြင်ထပ်မှပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုဖိုင်လေးရဲ့အောက်ကနေရော subscribe ဆိုတဲ့စာရနဲ့သူပြတာခေါင်းလောင်းလေးကိုတီးထားရုံဖြင့်ကျွန်တော်တင်များဗီဒီယိုလေးကိုကျွန်တော်မိတ်ဆွေတွေချင်းနဲ့ပြင်ထပ်မှပြီးတော့လည်းကြည့်ရှုနိုင်မှာဖြစ်တယ်ဒီနေ့မှာကျွန်တော်မိတ်ဆွေကျွန်တော်တင်ဆက်ပေးထားသည်လာမယ့်တာ20ရက်3လ2025မှာထွက်မဲ့တာဒူတွေကိုကျွန်တော်မိတ်ဆွေတို့အတွက်ကျွန်တော်အကောင်းဆုံးကြိုးစားပေးထားတယ်။ဘာလို့ကဏ္ဍတစ်ခွက်ကတော့ညီကိုလေးကိုရရှိပြီးတော့နောက်တစ်ကဏ္ဍတစ်ခွက်ကတော့3 6ဆိုတဲ့ကဏ္ဍလေးကိုရရှိထားတယ်။နောက်ထပ်မြစ်တာလက်ဆောင်လေးနဲ့ကျွန်တော်က4 3လေးကိုလည်းထည့်ပေးထားတယ်။အကြိုက်ဆုံးကဏ္ဍတစ်လုံးဆိုရင်တော့4ကိုရရှိတယ်။4ကိုကြိုက်တယ်လို့က4ကိုစားနိုင်တယ်။5ကိုကြိုက်တယ်လို့က5ကိုကစားနိုင်တယ်။အခွေသမားတွေတော့ကတော့ကျွန်တော်ဒီမှာ4 5 3 6လေးလုံးကိုခွေတော့ထိထိမိဖြစ်မှာပါခင်ဗျာဒီကနေ့တော့အကောင်းဆုံးကြိုးစားတာဖြစ်တဲ့အတွက်ကြိုက်တူမယ်လို့လည်းထင်တယ်ကြောက်ဗီဒီယိုဝင်ရောက်ကြည့်ရှုမိတ်ဆွေအားလုံးဒီကနေ့လေးနဲ့ပေါ့ပါစီရောက်ဆုမကောင်းတောင်းပေးပါတယ်ကြောက်ဗီဒီယိုဝင်ရောက်ကြည့်ရှုမိတ်ဆွေအားလုံးဒီစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေစိတ်ပေးတဘာဝပြီးယောဂဘေးမျိုးကနေကင်းလွတ်ပြီးတော့ဒီကနေ့လေးနဲ့အောင်မြင်မှုရရှိပြီးတော့အေးချမ်းတရားစွာပြန်လည်ရောက်ရှိခံစားဆန္ဒနိုင်ပါစေကြောင်းဆုမကောင်းတောင်းနေပဲကျွန်တော်ဗီဒီယိုလေးကိုဒီလောက်နေပဲအဆုံးသတ်ရန်နာပါတယ်အားလုံးပဲကံကောင်း၍ပေါက်ကြပါစေခင်ဗျာ